ထိုင်းလိုစားတာကိုဘယ်နှမျိုးပြောလို့ရလဲဒီဗီဒီယိုလေးမှာကြည့်ကြမယ်နံပါတ်1ကင်းစားသည်ဒါကကြတော့ကျွန်တော်တို့ရိုးရိုးပေါ့နော်သူလူငါလူသုံးတဲ့စကားလုံးပေါ့နော်နံပါတ်2ထန်းစားသည်เนาะဒါလည်းစားသည်ပဲဒါကကြတော့နည်းနည်းလေးဟိုပြောမစရရှင်ရင်ကြီးရယ်ပေါ့နော်နည်းလေးရင်ကြီးတယ်ကိုယ့်တက်ကြီးရဲ့လူတွေနဲ့စကားပြောနေရမှာလဲတုံးတယ်ပေါ့နော်တကယ်ဟိုဒီမှာလူကြီးအတိုင်းဝိုင်းနေကြတဲ့မှာလဲတုံးတဲ့စကားလုံးပေါ့နော်နံပါတ်3ရပ်ပထန်စားသည်เนาะဒါကြတော့ရမ်းရင်ကြီးသွားပြီเนาะရပ်ပထန်စားသည်เนาะဒါကအရမ်းရင်ကြီးသွားတယ်အရမ်းရင်ကြီးတယ်အတုံးများတယ်ပေါ့နော်ရုပ်ရှင်တွေမှာဆိုလဲအတုံးများတဲ့စကားလုံးပေါ့နံပါတ်4နံပါတ်4ကကြတော့တကယ်လို့တငယ်ချင်းအချင်းချင်းမှမဟုတ်ဘူးဆိုလို့ရှိရင်မတုံးတာပိုကောင်းတယ်ရိုင်းတယ်ပေါ့နော်ထိုင်းလိုကတော့ဒက်ဒီမှာတော့ကျွန်တော်စားစီပဲရေးတာပေါ့နော်တကယ်ဆိုတော့ရိုင်းတယ်မျိုးဆို့တာတို့ဘာလို့အဲ့လိုနေရာတွေမှာတုံးတာပေါ့နော်โอเคဒီနေ့တော့ကျွန်တော်ဒီလောက်လေးပဲလာအောင်မျှပေးပါမယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုရင်like and share လေးတွေလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ